မင်္ဂလာပါကျွန်တော် FCS မှာကိုကိုချင်းချိုးကိုကဂျပန်ကျောင်းအကြီးကိုတိုင်း interview ပဲပုံလေးတွေကိုမျှဝေပေးမယ်ဒါကျွန်တော်တို့လိုက်ကြည့်လိုက်ရအောင်အရင်ဆုံးဝိဆက်ပေးရမယ်ဆိုလို့ရှိရင်သူကတော့ကျွန်တော်နဲ့အရန်နေတဲ့ရှင်းချင်းခုမျိုးပေါ်ကဂျပန်ကျောင်းအကြီးပဲဖြစ်ပါတယ်သူကအမြဲတမ်းလိုအနေ့တိုင်းဒီပါကျွန်တော် FCS ကိုလာလေးရှိပြီးတော့အခုလိုမျိုးရှိတင်နှုတ်ခေ interview လေးတွေလာလုပ်ပေးတယ်နေ့တိုင်းမှာလည်းကျောင်းသားတွေအများကြီးခေါ်ပြီးတော့ COE တွေအများကြီးအောင်သွားကြတယ်တောင်းရင်းလက်ဖြစ်ပါတယ်ကျောင်းနဲ့လည်းအချမ်းချင်းနေတာဖြစ်တာကြောင့်မို့လို့ကျွန်တော်စာဝတ်စာနဲ့ပြင်ဆင်တဲ့အခါမှာလည်းပွင့်လေးနဲ့တော့ဆန်လို့ရတယ်အမားတွေရှိလို့ရှိရင်လည်းချက်ချင်းပြင်လို့ရတယ်ခက်ခဲမရှိဘူးပေါ့လေအဲဒါကြောင့်မို့လို့ကျွန်တော်ဒီကျောင်းရဲ့ COE အောင်တဲ့ကအမြဲတမ်း Facebook မှာရှိတာဖြစ်ပါတယ်ဒီကျောင်းကအခုလိုမျိုး April နေ့တော့ကျောင်းသားခေါ်လိုက်တယ်ဆိုပေမဲ့နောက်ထပ် April intake မှာပဲတက်ခေါ်နိုင်ကြီးလည်းရှိနေတာဖြစ်တာကြောင့်မို့လို့ဟိုကရှင်းချုပ်ကိုသွားနေတယ်ဆိုလို့ရှိရင်အခုပဲကျွန်တော် FCS မှာစရင်ထားပြတယ်နော်